ကဲဘာမှမရှိတော့လေရှိတဲ့ဟင်းကိုစားလို့တော့လို့ဝင်အောင်လို့အနှစ်လေးနဲ့ချက်စားတယ်ပေါ့နော်ကျုပ်အကျော်တို့ကျုပ်အပြုတ်တို့ကတော့လုံးဝစားလို့မဝင်တော့ပါအခုကတော့အနှစ်လေးနဲ့နေပါထိစားအောင်လို့ကျုပ်ချက်ထားပါတယ်ရွှေကောင်းပြောင်းသူကတော့အနှစ်လေးနဲ့စားလို့ရတယ်ပေါ့နော်သူ့ကိုချက်မယ်ဆိုရင်တော့ထုံးစံအတိုင်းကျဲဦးလေးကိုပြုတ်ပြီးနည်းနည်းမှွေတော့အောင်ကြောကျက်သွန်အဖြူနေစီတက်အထဲကိုပစွန်ကြောက်လေးနည်းနည်းထည့်စီတက်အဲ့ဒါအယောင်တင်မုံထည့်ပြီးရင်ခရမ်းကျင်သီးထည့်ရေလေးနည်းနည်းထည့်ပြီးခရမ်းကျင်သီးနူအောင်အုပ်ထားပြီးရင်စားဟင်းကြုံမုံထည့်ဒီလိုခရမ်းကျင်သီးတော်တော်ပျော်သွားပြီဆိုရင်တော့ရွှေကောင်းပြောင်လေးတွေကိုထည့်ပါမယ်ထည့်ပြီးသွားရင်တော့သူအရသာဝင်အောင်ရေလေးနည်းနည်းထည့်ပြီးတော့မီရှော့ပြီးအုပ်ထားမှာပေါ့နော်ပြီးရင်တော့အရသာတွေအားလုံးအစင်ပြေသွားပြီဆိုရင်တော့နောက်ဆုံးအစင်နည်းနည်းမင်းတို့ကျက်သွန်မိတ်တို့ထည့်ပြီးတော့သုံးဆောင်လို့ရပါပြီခုလိုရိုးရှင်းတဲ့ချက်နည်းလေးကိုပြောပေးတယ်ဆိုတာအဲ့လိုချက်နည်းတောင်မှမချက်တဲ့လူတွေအများကြီးတွေ့ရလို့ပါဒီချက်နည်းလေးကိုချက်စားကြည့်ပါ